ဒီလိုမနှက်ခင်းလေးပါမင်းတို့လွမ်းတဲ့ကြောင်တီးဆိုရင်လည်းကော်ဖီတစ်ခွက်ထည့်ကော်ဖီတစ်ခွက်ရဲ့ဂီတာတစ်လက်ရဲ့ပြီးတော့မင်းရဲ့လက်စုပ်လေးရဲ့ငါနားမှာရှိပဲဆိုရင်အရာရာအားလုံးဟာအတွက်ပြည့်စုံပြီးချစ်ရဲ့ဝတ်တန်ကားလေးလေးရောက်လို့လာပြီရင်ခွင်မမရုပ်ကလေးချောက်ကနေပြီကောင်းပါလေဒီချိန်လေးစင်ပြေလားအမိုးကြီးကငါတို့ပြောမှုခဲ့တဲ့များအမိုးကြီးဟောင်းပြန်ပြောမဲ့ထပ်ပြီးတော့ကွာတစ်ချိန်ကမိုးထဲမှာချစ်ဆုံးလေးဟာဒီဝင်လာထူလာမဝဲသူချမ်းလို့လားမောစလေးရဲ့မိုးကြောလို့ထလာပြီးတော့ကွာဒီဝင်လာထူလာပါ baby ဒီဝင်လာထူဝတ်တန်ကလာမိုးရဲ့ဆက်တွေ့ရပြောင်းရဲ့ပြနေတာတိုင်းစားမရှိပါလားဒီတွေအမင်းလေးတွေ့ဆိုရင်မပဲလေးတဲ့ဝင်ကိုပုံမြင်လို့မိပါပါကွာဘိုဒီမိုးရဲ့ဆက်တွေ့တာကိုရောက်နေခဲ့တဲ့ခိုင်တယ်လေးရှေ့စက်များကချလို့ကိစ္စပါပြီးတေကမတ်တယ်လေးလမ်းလို့ဆွေကိုလမ်းလို့ဆွေဒီတိုက်ကမိုးလေးရှာချိုင်ကမင်းကိုလွမ်းပြီးတေကတမိုက်တစ်ခုမှမနေလို့ကိုချောက်ဆက်ရေးခဲ့ပြီးပြောခဲ့တဲ့နေ့တွေပြန်ရင်တွေ့ရင်လည်းပဲတိတ်မကိုကယူမခဲ့တဲ့အိမ်မစိတ်ကူများအခုတော့နောက်လို့ရှိမှာဘလို့မသိပါတဲ့ချီချောက်ကိုပေါ်မှာမင်းကနံပါတ်1ပါမရှိမဖြစ်တာကိုတီးအောင်ပတ်ဝန်းကျင်ကြီးကိုပေါဟစ်ကချစ်တယ်လို့ပြောပြီးတော့လဲအောင်ကိုလိုက်ချင်တယ်ဒါပေမဲ့ဖြစ်တယ်မပြောဘူးပတ်ဆိုဖြစ်တယ်မှားခဲ့ပါတယ်ချီရငါဘက်ကမှားခဲ့ပါတယ်မင်းကပုံမှန်ယူဆိုင်ပြီးရမှတက်ဖို့ဆိုင်ပြီးပါတယ်မင်းဆိုင်တဲ့ရှားတွေလုံးမိခဲ့လို့လည်းငါမှားခဲ့ပါတယ်ကိုရေးတာရမယ်ဆိုရှက်ရှိတောင်းဆိုမထားခဲ့ပါနဲ့ကြောက်ချားကြီးဖြစ်ပြီးတော့လဲရှင်းလို့ချင်းညအောင်ကိုမပြတော့ဘူးတို့ရခက်တဲ့ချီလန်းတွေနဲ့တက်လန်းတွေနောက်လည်းမလိုက်တော့အကြောင်းကိုရှုံးကြည့်ပြီးပြန်လက်ခံပြီးပါကိုကိုတင်မယ်အဘောကိုရှေးဆောင်လမ်းပြပြီးထမ်းဖို့မဲ့သူကမင်းနဲ့ yeah what the gala moy is that do ya ပြောရဲ့ပြနေတာတိုင်းစားမရှိပါလားဒီတွေအမင်းလေးတွေ့ဆိုရင်မပန်းကလေးတစ်ပွင့်ကိုပုံမြင်လို့မိမှာပါကွာအိုဒီမိုးရဲ့ဇက်တွေကြကိုရောက်နေခဲ့တဲ့ခိုင်တယ်လေးရှေ့စက်များကချမ်းတော့အေးစက်သွားပြီးတိတ်ကမတ်တယ်လေးလမ်းလို့ဆွေကိုလမ်းလို့ဆွေမင်းနဲ့တို့ကိုကြိုးစားနေမဖြစ်နိုင်တော့တင်းနေနေမရှိရောင်းရရအကုန်ရှုံးလို့နေ yeah ဖြစ်နိုင်တော့တီးထားလဲငါစိတ်ကိုပြထင်းပြလုံးသားကိုဥစားပေးမိတော့ချစ်တရားစေးပသွားရှုပ်ကိုမအဲ့လာတော့ရှူးရလာမပုံစံနဲ့ဆိုရမယ် sorry ကတအားကိုမဘာကိုတော့မင်းခါစားချက်တွေရောဖြစ်လိုက်ဘင်းနာမရှိမဲ့ shorty တွေကိုမင်းမလို့တက်ချင်လို့ချက်ငါတီးပါတယ်မင်းကရရကိုလုံးသားနဲ့စိတ်ဆုံးဖြတ်သူကကြမှာခုဆိုတာကိုမင်းကမျက်လုံးတစ်ထောက်ကြည့်လို့ယူအဆိုးဆုံးခုကမင်းရဲ့ခါစားချက်ပြင်းလို့ပြစိတ်ထဲလို့မြဲတဲ့ခါကျမြေမိုးရတုံးလို့ဝတ်တန်ကလာမူရဲ့စတွေ့ရပြောရဲ့ပြနေတာတိုင်းစားမရှိပါလားဒီတွေအမင်းလေးတွေ့ဆိုရင်မပန်းကလေးတစ်ပွင့်ကိုပုံမြင်လို့မိမှာပါကွာဟိုဒီမိုးရဲ့စတွေ့တာကိုရောက်နေခဲ့တဲ့ခိုင်တယ်လေးရှေ့စက်များကချမ်းလို့အေးစက်သွားပြီးတိတ်ကမတ်တယ်လေးလမ်းလို့ဆွေကိုလမ်းလို့ဆွေမိုးရဲ့စတွေ့ချာမိုးရဲ့စတွေ့ချာမှာ没有乱了你们，我也在追求。